အားလုံးပဲမင်္ဂလာပါမင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေဘုရားရဲ့ကြီးစည်းတော်ကကျွန်တော်ရောက်စတိုင်းတို့ပုံမှာဒီမှာပါတယ်ကျွန်တော်တို့လူဘဝဆိုတာကတော့ရေလိုင်းလိုပဲအခက်ခဲသည်ဖြစ်စေအာရသည်ဖြစ်စေကြီးစည်းတော်ချီးမွမ်းစရာပဲဖြစ်တယ်ဒါကကျွန်တော်တို့ယုံကြည်သူများတို့ရဲ့ဘုရားပေးထားတဲ့ကောင်းချီးဖြစ်တယ်ကျွန်တော်တို့ခဏလောက်ဆုတောင်းဆက်ကပ်ရအောင်အသက်ရှင်ပြီးကောင်းမြတ်တော်မူသောဘုရား၏ကျေးဇူးတော်ချီးမွမ်းပါတယ်။ဘုရားရဲ့ကျေးဇူးတော်အဖြစ်အသက်ရှင်ခြင်းကိုဘုရားရှင်ပြည့်စင်ပေးတဲ့နှုတ်ကပတ်တော်ကိုလည်းတူတူကဆင်ခြင်နှလုံးသွင်းကြသောအခွင့်ကြားနာခံယူရသောအခွင့်ကိုဘုရားရှင်ပြည့်စင်တဲ့အတွက်ဘုရားကိုကျေးဇူးတင်တယ်။အထူးသဖြင့်နှုတ်ကပတ်တော်ကိုခံယူကြတဲ့နှလုံးသားအသီးသီးနဲ့တူတူကကြားနာကြတဲ့နားလေးသီးတို့ရဲ့အပေါ်မှာလည်းကောင်းကြီးဖြစ်စေပါ။ဝိငါခြင်းမှုကိုပြုတဲ့အခါမှာလည်းဘုရားသခင်ပြောစီသလိုအရာဖြစ်စေခြင်းနဲ့အတူဘုရားသခင်တူပါရှိပါဒါသမီးဝိငါခြင်းမှုရာစအလေဆုံးတဲ့ဘုရားသခင်တူပါရှိပါမိကြောင်းယေရှုနာမကိုအမိပြုလျက်ဆုတောင်းဆက်ကပ်အနံပါယေဖမြတ်စွာသောဘုရားသခင်အာမင်ကျွန်တော်လောကမှာသက်ရှင်တဲ့အခါမှာတွင်တွင်းနေတဲ့အရာနှစ်ခုရှိတယ်ဆိုတာအများသိထားတဲ့အတိုင်းပဲအောင်လေဆိုမာနဲ့အမှန်ချစ်နဲ့အမုန်းပေါ့နော်ကျွန်တော်တို့ဒီလောကကြီးထဲမှာခါကြလို့ရှိရင်ဝေခွဲရဇဝေဇဝါဖြစ်နေတဲ့ထင်ရောင်ထင်မှားပေါ့ဒါမျိုးလေးတွေဖြစ်တယ်အဲကြောင့်မလို့ကျွန်တော်တို့ဒီနေ့နှုတ်ကပတ်တော်ကောင်းစဉ်ကိုလည်းထင်ရောင်ထင်မှားမဖြစ်စေနဲ့ထင်ရောင်ထင်မှားမဖြစ်စေနဲ့တသေးကိုယ်လေးကျွန်တော်တို့သိဖို့လိုအပ်တယ်အဲ့တော့ကျွန်တော်တို့ခရစ်ယာန်ယုံကြည်သူများရဲ့အသက်တာမှာနော်နှစ်ချင်းခံမှာကယ်တင်ခြင်းရမှာဖြစ်တယ်ဆိုတဲ့အဖွဲ့တစ်ဖွဲ့ရှိတယ်နောက်တစ်ဖွဲ့ကနှစ်ချင်းမခံလဲကယ်တင်ခြင်းရတယ်ဆိုတဲ့အဖွဲ့နှစ်ခုရှိတယ်အဲ့တော့ဒီအဖွဲ့နှစ်ခုနဲ့အတူကျွန်တော်တို့ကကြားထဲမှာနားထောင်နေရတယ်နားထောင်နေတဲ့သူခုနကကျွန်တော်ပြောလို့ကောင်းတဲ့အစိုးအမားနဲ့အမှန်တွန်တွဲနေတဲ့အရာကယ်တင်ခြင်းရဖို့ရတဲ့နှစ်ချင်းခံဖို့မလိုတဲ့အဖွဲ့ရဲ့ကယ်တင်ခြင်းရဖို့ရတဲ့နှစ်ချင်းခံရမယ့်အဖွဲ့ရဲ့ဒီအဖွဲ့နှစ်ဖွဲ့ခွဲနေအောင်ခံမှုအဲ့တော့အကြောင်းအရာလေးတစ်ခုရှိတယ်ကျွန်တော်တင်မှုတယ်ပေါ့ထင်တကောင်မျက်မမြင်တွေကစမ်းမိတဲ့အရာတော့နှစ်ရွက်ကိုစမ်းမိတဲ့သူကဘာလဲဆင်ကရက်တောင်နဲ့တူတယ်နောက်တစ်ခုကျတော့ဘာလဲခြေထောက်ကုနဲ့ဟိုစမ်းမိတဲ့မျက်မမြင်ကြတော့ဘာပြောလဲဆိုဟာဆင်ဆိုတာတဲ့တစ်ပင်ကြီးနဲ့တူတယ်မှန်တာပဲဘေးကိုစမ်းမိတဲ့မျက်မမြင်ကြတော့ဘာပြောလဲမဟုတ်ဘူးဆင်ဆိုတာနှံရံကြီးနဲ့တူတယ်ဒါကစဉ်းစားစရာအချက်ဖြစ်တယ်အဲ့တော့စာအုပ်ရဲ့ဖော်ပြချက်ကဘာလဲလူတွေကကိုထင်တဲ့အတိုင်းအမှန်ပဲကျွန်တော်ဘေးထိုက်ကြည့်ဖို့မလိုကျွန်တော်တို့တစ်စောင်းလေးကြည့်လို့လည်းမဖြစ်ကျွန်တော်အပေါ်ကနေခြုံကြည့်ဒီမျက်မမြင်များစမ်းမိတော့အရာကဘာလဲလို့ပြောတဲ့အခါမှာအားလုံးတညီတည်းဖြေမိပါလဲဆင်းလို့ဖြေလိုက်ဟုတ်ပြီသူစားအခုလည်းအုပ်စုဒီဖွဲ့နှစ်ဖွဲ့ကွဲနေတယ်ကဲတင်ချင်းရဖို့အချင်းမခံလဲဝါအေးစေးပဲကဲတင်ရတယ်ဒီအဖွဲ့တွေဖြစ်လာအောင်အဲ့တော့သူတို့ဒီဖွဲ့ဒီကဒီအကြောင်းအရာနဲ့ပတ်သက်ဘာတွေဆွဲပြီးတော့ပြောလဲဆိုတော့လူကအခန်းကြီး23လက်39ကနေ43ကိုကြည့်မယ်ဆိုကျွန်တော်ဘာကိုတွေ့ရမလဲဆိုတော့အခင်ခရစ်တော်ဘုရားကရဏီကုန်းပေါ်မှာကားတိုင်းပေါ်မှာအသေးခံဘိုးရန်အတွက်အသေးခံရမယ်ပေါ့နော်ကားတိုင်းပေါ်တက်ပြီးတော့မသေးသေးဘူးပေါ့ဒီနာကလူဆိုး2ယောက်အဲ့ဒီလူဆိုး2ယောက်ပဲအဲ့လူဆိုး2ယောက်ကတယောက်ကဘာလဲခရစ်တော်မှန်လို့ရှိရင်ကိုကယ်ပြီးတော့ငါတို့ကိုလည်းကယ်လေတယောက်ကအဲ့လိုမဟုတ်ဘူးငါတို့အပြစ်နဲ့ခံတာသူကမတရားပြေးခံတာနော်အဲ့တော့ဘာပြောလဲသင်လူကအခန်းကြီး23ငွေ40နှစ်မှာသခင်ကိုတော်ဒီနိုင်ငံတော်တီလီရဲ့ကြွလာတော်မူသောအခါအကျွန်ုပ်ကိုအောက်မေ့တော်မူပါဟုယေရှုကိုရှောက်ဆိုလေ၏လို့ပြောပြတယ်ယေရှုကလည်း43မှာငါမှန်ဆိုသည်ကယနေ့တွင်သင်သည်ငါနှင့်အတူပရတိသူ့ဘုံ၌ရှိလိမ့်မည်ဟုမိန့်တော်မူ၏မလိုဘူးကဲဒီချင်းရဖို့နှစ်ချင်းခံစရာမလိုဘူးအဲ့ဒီအဖွဲမှန်တယ်ဘာဖြစ်လဲဆိုတော့ဒီလူဆိုးကဘယ်အချိန်နှစ်ချင်းခံမလဲဟမ်သူ့မှာကသိုးသွန်းနေရတာခိုးနေရတာလူနေတိုက်နေရဒါအချိန်ကုန်နေတာ तू ဘယ်အချိန်မှသွားပြီးတော့နေချင်းခံမလဲတော့ကဘက်တော့ဘယ်အချိန်မှသွားကြရမလဲအဲ့ဒီခါကျတော့
ဒီလိုသိုးသွန်းတဲ့သူကနောက်ဆုံးပါဖလေခရစ်တော်ဘုရားနဲ့တွေ့ခရစ်တော်ဘုရားလက်ခံလိုက်တာ is it okay ပြီးပြီအလုံး okay ပြီကဲဒီကြိုင်ပြင်ခံကြမလိုဘူးဆိုတော့တစ်ဖွဲ့နော်နောက်တစ်ဖွဲ့ကဘာလဲဆိုတော့မရဘူးနေချင်းခံမှာအေးတင်းချင်းရမှာရှင်ယောဟန်ခန်းကြီး3အငယ်1ကနေကျွန်တော်တို့အရှိကိုဖတ်မယ်ငယ်1မှာယူဒလူတို့တွင်အရာရှိဖြစ်သောနိကောဒင်အမည်ရှိသောဖာရိရှဲတယောက်သည်ညခါယေရှုထံတော်သို့လာ၍အရှင်ဘုရားကိုတော်သည်ပြတော်မူသောဤနမိတ်လက္ခဏာတို့ကိုဘုရားသခင်၏အခွင့်မရှိလျင်ဘယ်သူမျှမပြနိုင်သည်ကိုအကျွန်ုပ်တို့သည်ထောက်၍ကိုတော်သည်ဘုရားသခင်အထံတော်မှကြွလာတော်မူသောဆရာဖြစ်ကြောင်းကိုသိကြပါ၏ဟုလျှောက်တော်မတိအောင်လာတာဘာကြောင့်လဲနီကောတင်သူကဓမ္မဆရာဖြစ်တယ်ဆရာကြီးကျမ်းတက်ပုဂ္ဂိုလ်ဖြစ်တယ်အဲ့တော့သခင်ခရစ်တော်ကဘာပြောမလဲဆိုတော့အခန်းငယ်3မှာယေရှုကဒုတိယမွေခြင်းကိုမခံတော်သူမည်သည်ကဘုရားသခင်၏နိုင်ငံတော်ကိုမမြင်ရဟုငါအမှန်အကန်ဆိုသည်ဟုပြန်၍မိန့်တော်မူဒုတိယမွေခြင်းမခံဘူးဆိုရင်မင်းဘယ်တော့မှကယ်တင်ခြင်းမရဘူးမင်းကယ်တင်ခြင်းမရနိုင်ဘူးအဲ့တော့ဒီကောတင်ကပါလားဒီမိုက်တယ်ကျွန်တော်ဘယ်လိုပြန်ဝင်မလဲအဲ့ဒါပဲပြတော့ပြယင်နေမငင်တော့ဝေးရမယ်ဒါမှဘုရားရဲ့ကောင်းကင်နိုင်ငံတော်ကိုရမယ်အဲ့ဒီခါကျတော့နေရှင်းခံဖို့လိုအပ်တယ်နော်နေရှင်းခံဖို့လိုအပ်တယ်ဒီຢာတွေကိုသိရှိသွားပြီဒီຢာတွေပေါ်မှာနိကောတင်နားလည်သွားပြီဟာလေခရစ်တော်ဘုရားပြောပြလိုက်တဲ့အချိန်ဒါကြောင့်အဲ့တော့ဘာဖြစ်လဲကျွန်တော်တို့ယုံကြည်သူဖြစ်ပြီးဆိုရင်နှစ်ချင်းခံရတယ်နှစ်ချင်းမခံရင်ခေတင်ချင်းမရဘူးအဖွဲ့အဲ့တော့အဖွဲ့နှစ်ဖွဲ့ဖြစ်သွားတဲ့အနေအထားတစ်ခုပေါ်မှာဘုန်းကြီးတော်မမွေးဘူးဒုတိယမွေးချင်းမခံဘူးဆိုရင်ခေတင်ချင်းမရဘူးဖေခရစ်တော်ဘုရားနှစ်ခုသလုံးပြောတာဗါလဲငါနဲ့အတူပတတိသူပေါ်မှာရှိတယ်ခရစ်တော်ဘုရားပြောတာပဲနီကောတွေကိုပြောတာလေအဲ့တော့ဒီနေ့မှာကျွန်တော်ရက်လိုက်မယ်ဆိုရင်ဒီမှာနှုတ်ခွက်တော်ကိုခံယူနေကြတဲ့ဒီကုံတော်ရောက်စီတန်ရဲ့အသက်တာမှာပြရဖြစ်တော့ဒါဆိုဘာလုပ်ရမှာနှစ်ချင်းပဲကြီးခံရမှာနှစ်ချင်းမခံဒီတိုင်းကျွန်တော်ရေးထားမယ်ဆိုရင်အဲ့တော့ကျွန်တော်ပထမနေ့တည်းမှဖော်ပြခဲ့တဲ့ဆင်ကြီးတစ်ကောင်ကိုစမ်းပြီးတဲ့မျက်မမြင်များရဲ့အကြောင်းလို့အဲကျွန်တော်တို့နားလည်ဖို့လိုတယ်ဆိုလိုချင်တာကဒီຢာဒီပုံမှာကျွန်တော်ခြုံကြည့်ပါအပေါ်ယံမကြည့်ပါဒီຢာတွေယူပြီးတော့မဆွဲပါဆွဲယူပြီးတော့ပြောနားလည်ဖို့မဟုတ်ဘူးကျွန်တော်အကောင်လုံးအပေါ်ယံခြုံကြည့်ပြီးတော့မှသိဖို့လိုတယ်အဲ့တော့နံပါတ်1ကပါလေနှစ်ချင်းမခံလေကယ်တင်ရှင်ရတယ်ဆိုတဲ့အဖွဲ့ဒီလူဆိုးကဒီနှစ်ချင်းခံဖို့အချိန်ကမရှိဘူးနှုတ်ကပတ်တော်မှာကြားနာဖို့ဝေးအဲ့တော့နှစ်ချင်းခံဖို့ကတော့ပြောမနေတော့နဲ့ပေါ့အဲ့တော့အဲ့ဒီလူကမတိတိသူ့ပုံမှာချက်ချင်းရောက်သွားတယ်တရားကျုံးပါနားလေရမတိလို့မားတယ်အမားလို့မတ်ယူနော်မတိလို့မားတယ်မသိသေးဘူးလေပြောတဲ့လူလည်းမရှိဘူးလေသိလည်းမသိဘူးလေရှာလည်းမရှာနိုင်ဘူးလေအချိန်လည်းမပေးနိုင်ဘူးလေဒါကအဲ့အတွက်ကြောင့်မလို့သူကခရစ်တော်ဘုရားကပရတိသူ့ပုံမှာယနေ့တွေငါနဲ့ပရတိသူ့မှာရှိမယ်လို့ပြောအဲ့တော့နောက်တစ်ဖက်ကပါလေနောက်တစ်ခုကပါလဲဆိုတော့နီကောတင်ဆိုတော့ကျမ်းတက်ပုဂ္ဂိုလ်ဆရာကြီးကျမ်းစာကိုသိတယ်အဲ့ဒါကြီးရင်းနှီးချင်းခံရမယ်အမကောင်းဝင်နိုင်ငံဝင်ရအဲ့တော့တိကြီးနဲ့မလုပ်ရင်မင်းအပြစ်ပဲเนาะအဲဒါမလို့ကျွန်တော်တို့သူ့တောင်းနေကြတိလျက်နဲ့မာမိတဲ့အမားမတိပဲနဲ့မာမိတဲ့အမားဆိုပြီးတော့ကျွန်တော်တို့နားလည်ရမယ့်အချက်ကပါလေဓမ္မကဒီလူတို့ခရစ်တော်ဘုရားကိုတိကနီးမှလက်ခံလိုက်တယ်သူကမတိလို့ဒီကောနေကြတော့လက်ဆရာဓမ္မဆရာကြီးတိတယ်ဒီຢာတွေကကျွန်တော်တိချင်းမတိချင်းနဲ့ဆိုင်တယ်တိပါလျက်နဲ့ကျွန်တော်တို့နှစ်ချင်းမခံရင်တော့โอเคပြီခင်ဗျမိတ်ဆွေအများရဲ့အသက်တာမှာတော့တိချပြီเนาะအဲဒီတော့ကျွန်တော်တို့တိရင်ကျွန်တော်တို့လောက်ပါတိရင်လောက်ပါမတိဘဲနဲ့မာမိတဲ့လူတွေ့တဲ့ဖို့တော့ကျွန်တော်တို့ဘုရားကနံပါတ်1တစ်ချက်ကသင်ပြီเนาะကျွန်တော်တိတိချင်းနဲ့တော့ဒီအမားကြီးကိုမမာမိဖို့ရန်အတွက်ကတော့ဒီຢာတွေကျွန်တော်တို့နားလည်ဖို့ရန်အတွက်အရေးကြီးတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဒီမျက်မမြင်များစမ်းမိတဲ့အရာကပါဆင်ဖြစ်တယ်။နှစ်ချင်းခံချင်းမခံချင်းတဲ့ဒီအရာကိုသိတဲ့လူလားမသိတဲ့လူလားဒီအပေါ်မှာကျွန်တော်တို့လှုပ်ဆောင်ရမယ့်အရာကကျွန်တော်ရဲ့တောင်းဖျားပေးတဲ့တောင်းဖြစ်တယ်။ဒီ
အရာတွေကိုသိဖို့ရန်အတွက်ကျွန်တော်ပြောရမယ်အေးပြောပြီးကမှသူတို့မလုပ်တာဒါတော့သူတို့ရဲ့သမိုင်းပဲဒါမို့ဒီအကြောင်းအရာတွေနဲ့အတူတကွာဒီကျွန်တော်နားလည်ရမယ့်အချက်ကနေချင်းမခံလေကဲတခြင်းရတယ်နေချင်းခံလေကဲတခြင်းရတယ်ဒီအချက်နှစ်ခုအပေါ်မှာကျွန်တော်နားလည်ရမယ့်အရာကပါလေတိလျက်နဲ့မားတဲ့မတိဘဲနဲ့မားတဲ့မားဒါကြောင့်မလို့အမှကျမ်းစာဆိုတာပေါ်ပြခဲ့တယ်ကျမ်းချက်တစ်ချက်ပဲကိုကျွန်တော်ယူပြီးတော့ပြောဖို့မရဘူးဒီအပေါ်မှာကျွန်တော်တို့ခြုံငုံပြီးတော့မှတွေ့အင်မတန်မှအရေးကြီးပါတယ်ဒါကြောင့်မလို့နှုတ်ကပတ်တော်ကိုနော်တို့ခံယူကြားနာခြင်းအမှုအပေါ်မှာကျွန်တော်တို့နားလည်နိုင်သောဉာဏ်ပညာဘုရားသခင်ရောက်စီတိုင်းကိုပေးပါစေဆန္ဒပြုရင်ဒီနေ့ဝင်ငါချက်ကိုဒီကုန်းချုပ်ပါတယ်နှုတ်ကပတ်တော်ကိုကြားနာခံယူကြတဲ့နှလုံးသားအသီးသီးနဲ့ကြားနာကြတဲ့နာအသီးသီးပေါ်မှာဘုရားသခင်သာ၍အသစ်တစ်ဖန်ကောင်းချီးပေးပါစေ